ဟုတ်ပြီအဲ့ဆိုစမယ်ဒီမှာကကျမတို့ room temperature ကိုပထမဦးဆုံး select ရွေးပေးရမယ်ဘယ်လောက်ရွေးရမလဲဆိုရင်20နဲ့28အထိပေါ့နော်သူသတ်မှတ်ပေးထားတာ20ကနေ28အထိသွားပြီးတော့သတ်မှတ်လို့ရတယ်ဒါပေမဲ့ကျမတို့ကလဲကောင်ပါပဲရွေးလိုက်မယ်ပေါ့နော်အဲ့ဆိုကျမဒီမှာတစ်ချက်လေးရွေးပါမယ်ဒီအပြာတန်းလေးကိုကျမတို့ရွှေ့မယ်ပေါ့နော်ပြာတန်းလေးကိုရွှေ့လိုက်မယ်ဟုတ်ပြီဒီမှာဆိုကျမ22ထိထားထားတယ်ပေါ့နော်အဲ့ဒါဘယ်ကိုကြည့်ရမလဲဆိုသူ့ကိုကြည့်ရမှာဖြစ်ပါတယ်နော်ကိုဘလောက်ထားသလဲဆိုတာဒီမှာပြန်ကြည့်ရမှာဖြစ်ပါတယ်ကဲအဲ့ဒါပြီးပြီဆိုနောက်တစ်ဆင့်သွားမယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုဒီ experiment နဲ့သက်ဆိုင်တဲ့ပါဝင်ပစ္စည်းတွေကိုကြည့်ရမှာဖြစ်ပါတယ်ဘင်စီဗန်ကပါရင်ရေခွက်ပါမယ်ရေးပါမယ်နောက်တစ်ခုပါလဲပါမိုမီတာပါမှာဖြစ်ပါတယ်အကြပထမအဆုံးဘယ် material ကိုအရင်စတင်ရမှာလဲဆိုရင်ဒီဘင်စီဗန်ကပေါ်ကနေကျမတို့က stand လေးပါမယ်နော် triple stand လေးဒါလေးကို triple stand လို့ခေါ်တယ်သူ့အပေါ်ကနေကျမတို့ကစကားကွက်လေးတင်တယ်နော်တင်ပြီးပြီဆိုမှဘာလုပ်မလဲကီလိုရီမီတာလေးကိုကျမတို့ထားမှာဖြစ်ပါတယ်ရွှေ့လိုက်မယ်နော်တခါလေးရွှေ့လိုက်မယ်တင်မယ်တင်ပြီးပြီဆိုဘာလုပ်ရမလဲနောက်တစ်ဆင့်ကရေကိုထည့်ရမယ်နော်ရေကိုရေခွက်ထဲမှာရှိတဲ့ရေကိုထည့်ပေးရမှာဖြစ်ပါတယ်အဲကြသူ့လေးကိုရွှေ့လိုက်မယ်ထည့်လိုက်မယ်ထည့်ပြီးပြီဆိုသူ့အနေနဲ့သူပြန်ချသွားမယ်နော်အဲ့ပြီးပြီဆိုနောက်တစ်ဆင့်ဘာလုပ်ရမလဲကီလိုရီမီတာမှာအပေါက်နှစ်ပေါက်ပါတဲ့အဖုံးလေးကိုပိတ်ပေးရမှာဖြစ်ပါတယ်နော်ဒါလေးရွှေ့လိုက်ပိတ်လိုက်မယ်နော်အပေါက်ကနှစ်ပေါက်ပါရမယ်နော်အဲ့ဒါပြီးပြီဆိုနောက်တစ်ဆင့်ဘာလုပ်ရမလဲသာမိုမီတာလေးကိုကျမတို့စိုက်ပေးရမှာဖြစ်ပါတယ်နော်သာမိုမီတာလေးကို vertical အတိုင်းလေးစိုက်ရပါမယ် horizontal အတိုင်းမဟုတ်ပါဘူးနော်အဲ့ကြသူ့လေးကိုစိုက်မယ်နော်သူ့လေးကိုရွှေ့လိုက်မယ်ပေါ့နော်ဟုတ်ပြီစိုက်လိုက်ပြီနော် vertical အတိုင်းစိုက်ပြီးပြီဆိုနောက်တစ်ဆင့်ဘာလုပ်ရမလဲဘင်စီဘန်ကာလေးတွေကိုကျမတို့ကအပူပေးမယ်နော်သူ့ကိုပူပေးဘယ်နေရာမှာထိပြီးတော့ experiment လုပ်ရမလဲဆိုရင်ဒီနေရာလေးကိုကျမတို့ကတစ်ချက်ခောက်ပေးပါဒါဆိုဒီဘက်မှာကျမတို့ရဲ့တိုင်းနယ်သာမိုမီတာကြီးကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဟုတ်ပြီအဲဆိုဒီမှာတွေ့ရပြီနော်ဒီမှာသာမိုမီတာစပြီးတော့အပူချိန်စတိုင်းနေတာဖြစ်ပါတယ်နော်အဲကြဘေးမှာကြည့်ရမလဲမိနစ်လဲစကြည့်နော်ဒီမှာဆိုမိနစ်က1ကနေစနေပြီနော်ဒီဘက်မှာသူကလည်းလှုပ်လာပြီဒါဆို experiment စတင်နေတာဖြစ်ပါတယ်နော်အဲကြကျွန်မနောက်တစ်ဆင့်ပေါ့နော် next တက်ရဖို့ဆိုဒီဘက်မှာ next ဆိုတာလေးပါတဲ့အထိစောင့်ပေးရမှာဖြစ်ပါတယ်နော်အဲကြ next တက်လေးပေါ်လာအောင်စောင့်ရပါမယ်ဟုတ်ပြီအဲဆိုဒီမှာပေါ်ခဲ့ပြီပေါ့နော်ဒီမှာဆို next step လေးပေါ်တယ်ဆိုရင်နောက်တစ်ဆက်သွားရမှာဖြစ်ပါတယ်နော်သူလေးကိုနှိပ်လိုက်ပြီနော်သူလေးနှိပ်လိုက်ရင်နောက်တစ်ဆက်သွားပြီဆက်သွားတဲ့အခါမှာရှေ့မှာသူကတိုင်းငယ်သမျှ experiment တွေကိုဒီမှာသူကဂရက်ဆွဲပေးရမယ်ပေါ့နော်ဂရက်ဆွဲရမယ်အကုန်လုံးလေးသူကတိုင်းပြီးသားအကုန်ထည့်ပေးပြီးသားဖြစ်ပါတယ်အဲ့ဒါအောင်မှကျမတို့ဂရက်ဆွဲမယ်ဆိုဘလို့ဂရက်လေးထွက်ချင်တယ်လဲဆိုရင်ဒီမှာရှိတဲ့ plot ဂရက်လေးတစ်ချက်လေးနှိပ်ပေးရမယ်ပေါ့နော်သူ့ကိုတစ်ချက်နဲ့ဒီဘက်မှာဂရက်လေးပုံစံလေးထွက်ခဲ့မှာဖြစ်ပါတယ်ဟုတ်ပြီဂရက်ကိုပရောလုပ်ပြီးပြီဆိုဘာလုပ်မလဲနောက်တစ်ဆင့်ဆက်သွားမယ်ပေါ့နော်အဲ့နောက်တစ်ဆင့်ဆက်သွားမယ်ဒီမှာဒီခုပါတယ်သူ့ကိုဆက်နေရမယ်ပေါ့နော်ပေးထားတဲ့တိုင်းနဲ့ temperature တို့သူကနော် room temperature တွေရောအကုန်လုံးထည့်ပေးထားတယ်နော် room ကိုကျမတို့ဒီမှာလေ22ထားထားတယ်အကုန်လုံး22ပဲနော်သူ့မှာရှိတဲ့ temperature ပဲ changes လုပ်သွားတာရှိပါတယ်နော်အဲဆိုနောက်တစ်ဆင့် next step ကိုဆက်နှိပ်ရမယ်နော်အဲဆို next step တစ်ဆင့်ဆက်သွားမယ်ဒီအပိုင်းက conclusion ပိုင်းဖြစ်ပါတယ်နော်ဒီ conclusion ပိုင်းဖြစ်တယ်ဒါသူရရမယ့် graph ကလည်းပဲတဲ့ဒီလိုလေးပြရရမယ်နော်ကျမတို့ဆွဲထားတဲ့ experiment မှာ simulation မှာသုံးတဲ့ graph နဲ့အတူတူပဲနော်အဲ့ပြီးဘာလုပ်ရမလဲ next step ဆက်သွားရမယ်နော်ဆက်နှိပ်ရမယ်နော် next step ကိုဆက်နှိပ်မယ်ဟုတ်ပြီအဲဆိုကျမတို့ဒါဆိုရှေ့မှာထားခဲ့တဲ့ step ကိုပြန်ရောက်သွားမှာဖြစ်ပါတယ်